ဒီမင်းကလေးရဲ့အခေါင်းဟာရုတ်တရက်ဆိုသလိုအရန်ကိုလေးလံသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့မိစ္ဆာတကောင်အခေါင်းပေါ်မှာဖိထားလို့ပါပဲ။လူတွေဘယ်လောက်ပဲစူးစမ်းအနှဲငယ်လေးတောင်ရွှေ့လို့မရခဲ့ပါဘူး။ဒါကိုမြင်သွားတဲ့အဖေဖြစ်သူမိစ္ဆာကိုမောင်းထုတ်ဖို့ပြေးလာခဲ့ပေမဲ့တခြားလူတွေရဲ့အမြင်မှာတော့သူဟာလေထဲမှာလက်တွေကိုရမ်းနေတယ်လို့ပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိစ္ဆာဟာတခါဝမှတင်ပေါ်လာတာမဟုတ်ပဲခေါင်းကိုပါယူသွားဖို့စူးစမ်းနေတာပါ။အဖေဖြစ်သူကအနီးနားမှာရှိတဲ့မိသက်ဆေးဘူးကိုယူပြီးခေါင်းပေါ်ကိုရိုက်ချလိုက်ပါတယ်။ပြီးတော့သမီးဖြစ်သူကိုဆွဲထုတ်လိုက်တဲ့အချိန်မှာမိစ္ဆာပူပြင်းတဲ့အသက်ရှူငွေတွေကိုမှုတ်ထုတ်လိုက်ပါတယ်။သူ့သမီးဟာသတိလက်သွားတာပဲလို့ထင်ပြီးဆေးရုံကိုအမြန်ခေါ်သွားဖို့စူးစမ်းခဲ့ပေမဲ့လူတွေကသူ့ကိုအယူတယောက်လိုပဲမြင်ကြပြီးလုံခြုံရေးတွေကမင်းကလေးကိုပြန်လဲခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဖုံးတော်ကြီးတစ်ပါးရောက်လာပြီးချက်ချင်းပဲမိစ္ဆာနေနဲ့အခမ်းအနားကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့စူတောင်းစာချိုးဖက်ပြီးတဲ့နောက်မှာတော့မင်းကလေးဟာလေထဲကိုရုတ်တရက်ပြန်တက်သွားခဲ့ပါတယ်။မိစ္ဆာဟာအခုတို့အင်အားတွေရရှိဖို့အတွက်သူမနဲ့ပေါင်းစည်းချင်နေတာပါ။ဒါကိုမြင်တဲ့ဖုံးတော်ကြီးကလည်းအလျှော့မပေးပဲကြံရှိနေတဲ့ကာထားတွေကိုအမြန်ဆုံးရွတ်ဆိုခဲ့ပါတယ်။ဒါပေမဲ့အဖေဖြစ်သူသမီးကိုဖမ်းဖို့ပြေးသွားတဲ့အချိန်မှာပဲသူမဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှသာသူဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိရသွားခဲ့တာပါ။လွန်ခဲ့တဲ့3 ရက်သူ့သမီးဟာနှလုံးရောဂါရုတ်တရက်ဖောက်ခဲ့ပါတယ်။သူကိုယ်တိုင်ကခွဲစိတ်ဆရာဝန်တယောက်ဖြစ်လို့သမီးဖြစ်သူကိုနှလုံးစားထိုးကုသပေးခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနောက်မှာတော့အန်နာဟာတခြားလူတယောက်လိုပြောင်းလဲသွားပြီးသူမရဲ့အမေကိုတောင်ရေချိုးကန်ထဲမှာနှစ်သက်ဖို့စူးစမ်းခဲ့ပါတယ်။ဒါကြောင့်ဖုံးတော်ကြီးတစ်ပါးကိုပင်ဖိတ်ခဲ့ပေမဲ့လည်းအခြေအနေကပိုဆိုးလာပြီးအန်နာဟာဆုံးပါသွားခဲ့ရပါတယ်။ငါးပန်းအခမ်းအနားမှာလူတွေစုဝေးနေတော့အဖေဖြစ်သူတစ်ခုခုကိုတီးထားမိသွားပါတယ်။အဲ့ဒါကတော့အန်နာဟာမျက်တောင်ခတ်လိုက်တာပါပဲ။သမီးလေးအသက်ရှင်နေသေးတယ်ဆိုတဲ့အသီးနဲ့သူအရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်။အန်နာရဲ့ဘားပြင်ပေါ်ကစီးကြလာတဲ့မျက်ရည်တစ်ဆက်ကလည်းသူ့အထင်ကိုတက်တည်ပြနေတယ်လို့ပါပဲ။ဒါပေမဲ့တခြားလူတွေကတော့သူ့ကိုစိတ်ချောက်ချနေရလို့ပဲထင်ကြပြီးအခန်းထဲကနေမောင်းထုတ်လိုက်ပါတော့တယ်။လူတွေအားလုံးထွက်သွားပြီးတဲ့နောက်မှာတော့မင်းကလေးရဲ့ခန္ဓာကိုယ်ဟာပိုပြီးထူးဆန်းတဲ့အပြောင်းလဲတွေဖြစ်ပေါ်လာပါတော့တယ်။